Okay မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ကဒီ logo လေးကို Golden Ratio နဲ့ဘယ်လိုဆွဲရမလဲဆိုတာကိုဆွဲပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်က beginner တွေအတွက်ဖြစ်တာကြောင့်အစအဆုံးတခြားဆွဲပြသွားမှာပေါ့နော်ဆိုတော့ဒီဆုံးစလိုက်ကြမယ်ပထမဆုံးကျွန်တော် Golden Ratio ကိုအလွယ်ဆုံးဘယ်လိုဆွဲမလဲဆိုတာကိုပြောပြမယ်အရင်ဆုံးဒီ4000 student လေးဆွဲမယ်နော်အဲ့ student ကိုပဲနောက်တစ်ခုထပ်ပါလိုက်ဒီတော့ပေါ့အဲ့လိုပွားပြီးလို့ရှိရင်ဒီ student ရဲ့ဒီဘက်ထိပ်ကနေဒီဘက်အောက်ကိုနောက်ထပ် student တိကျတဲ့ student ကိုထပ်ဆွဲလိုက်မယ်ကျွန်တော်မှဆွဲရမယ်ညီလို့ရှိရင်ညီလို့ဆိုရင် control y နဲ့ကြည့်လိုက် control y နဲ့ကြည့်အော်ဒီမှာညီလို့လားအဲ့တော့ဒီထောင်လေးကနေပဲကင်တော့ဒီအလဲရကင်လို့မရဘူးအလဲရကင်ရင် student ဖြစ်မှာမဟုတ်တော့ဘူးကွာOkay, so I'm now to go to Goya. So now to go test them. You go on anyway. Let me test them. Be into the piano. Piano, out net. Test them. The Algani. Lumio, 2 amp in Miami, no? Lumio, if you know me out, 2 amp in Miami. The Algani. So that allows me to allow it to my so no so wine is where my these 2 yen with 2 man perfect chare so wine you light him you know oh sorry you know you found you do tell that which one no I teach chare so wine light Yeah, long one to do it so the long message. So the gone up. Allow me a sway on this or go swim a bone moody beer. Go swim one today, Pupa, Pala, Pala, moody beer. Oh, so I long eat by Mia, so I long eat of GB swear. But not determine what allow me allow social capus or the someone other allow it time. Okay. ကျွန်တော်က logo မဆွဲခင်ရင်တော့ sketch ပြင်ဆွဲရတယ်ပေါ့နော်စာရွက်ပေါ်မှာဆိုတော့ဒါကတော့ကျွန်တော်ရဲ့ sketch လေးပေါ့နော်ဒီပုံလေးက sketch လေးထားမယ် sketch ကကြတော့ဟိုလိုမျိုးကြီးကွာတိကျနေဖို့တော့မလိုဘူးဒါပေမဲ့တိကျလေးတော့ဆွဲဖို့လိုတာပေါ့ဒီနေ့ပြန်နော် okay ကျွန်တော်ဒီထဲမှာဒီ sketch ထဲမှာရင်တော့အကြီးဆုံးဖြစ်တဲ့စဝိုင်းကဒီကောင်လေးဒီလားအဲ့တော့ဒီကောင်ကိုဒီစဝိုင်းအကြီးဆုံးဖြစ်တဲ့စဝိုင်းနဲ့ညှိပေးလိုက်မယ်အကြီးဆုံးဖြစ်တဲ့စဝိုင်းနဲ့ဒီကောင်လေးနဲ့ညှိလို့ရမယ်ရှင် Okay အဲ့ဒါနဲ့ညှိပေးလိုက် Oh sorry ဒီလိုမျိုးညှိရတဲ့အချိန်မှာเนาะကျွန်တော်တို့ shift ဖိထားဖို့လိုတယ်အဲ့ဒါမှသူပုံကပြတ်မသွားမှာအကုန်လုံးကိုလည်းဟိုလုပ်ဖို့လိုရအောင်เนาะအကုန်လုံးကိုမလုပ်လို့ရှိရင်သူ Golden Ratio ကအချိုးမကျတော့ပဲနေမှာပေါ့ဆိုတော့ Okay ကျွန်တော်ညှိပြီးသားဆိုတော့ဒီဘက်ကိုခဏပြန်ပို့လိုက်မယ်ပြီးရင်ဒီ image လေးကို opacity လေးနဲ့ short လိုက်မြင်ရတယ်ဆိုတော့လေ Okay ဆိုတော့ဆက်ဆွဲကြမယ်ဒီလုံးခုနကဒီကောင်လေးနဲ့ညှိလိုက်တာဆိုတော့ order နဲ့ဖိနော် order နဲ့ဖိပြီး copy သွားအောင်အဲ့တော့ကျွန်တော်တို့ဒီကနေဒီလိုလေးသွားလိုက်မယ် Okay ဒီလို wine လေးရပြီဆိုတော့ဒီနေရာလေးထွက်ရပြီပြီးရင်ကျွန်တော်တို့ဒီကောင်အတွက်ဆွဲမယ်ဒီကောင်အတွက်ကကျတော့ line နဲ့ဆွဲလို့ရတယ် line နဲ့ဒီလိုလေးဆွဲလိုက်ဟုတ်ပြီ Okay ဆိုတော့
ဒီ y လေးအတွက်ကိုတော့ဆွဲမယ်လိုင်းရပဲပြောဟော sorry stroke မထည့်ထားတော့ okay ဆိုတော့ဒီကောင်လေးအတွက်ကိုတော့ဆွဲမယ်ဒီကောင်လေးအတွက်ကဒီဟာရလားရမယ်ရှင်okay ရတယ်ဒီလိုတော့အောင်နော်ဒီကနေဒီလိုထားမယ်ဒီလိုတော့ပြီးဆိုတော့ကစင်ပြေတယ်တိုင်းစင်ပြေတယ်ပြီးတော့ဒီပုံလည်း line နဲ့ပဲထပ်သွားလိုက်မယ်အဲ့နဲ့ပဲဒီလိုသွားလိုက်မယ်ပြီးရင်ဒီနားကရွက်လေးရွက်ပေါ်ကြတော့ okay ရွက်ပေါ်ကြတော့ဒီကောင်နဲ့ပဲဒီထပ်တယ်ဆိုတော့ကောင်းရပြီဒီအောက်ကခန္ဓာပေါ်ရပြီပြီးရင်နေရွက်ရပြီ okay နေရွက်ပြီဆိုရင်ဒီအပေါ်ကချိုးဆွဲဖို့အတွက်ကကောင်းနေကြတော့လေပြန်ကြီးသွားလိုက်ပါအဲ့တော့ဒီစဝိုင်းနဲ့တင်ဆွဲလို့ရတယ်ကွာကောင်းပါကြလို့လေ okay ပြီးရင်ဒီကောင်းကဒီလိုလေပြီးရင်ဒီဘက်မှာခုဒီလိုလေတော့ဒီကောင်ကြီးကကျတော့ stroke ကိုပဲယူမှာအဲ့တော့ဖြတ်မဲ့နေရမှာကျွန်တော်တို့ကဟိုလေးတစ်ခုဝေးထားပေးလိုက်ဘယ်ကနေစဖြတ်မလဲဖြတ်မဲ့နေရမှာကျွန်တော်တို့လေးဟုတ်လားတော့ရန်ကြီးပါမယ်ရှင်ကောင်းကဘာဒီမှာကောင်းပါဆိုတော့ဒီကနေဒီလိုမျိုးလေးလာဖြတ်မဲ့နေရမှာကျွန်တော်ဒီလောက်ကနေစဖြတ်လိုက်မှာဆိုကျိုးခင်ဗျအဲ့ဒါကျွန်တော်ပြီးရင်လုပ်ပြမယ်အဲ့လေးပဲတော့ဆက်ဆွဲမယ် sketch ချလို့မျက်လုံးနေရာကျန်သေးတယ်မျက်လုံးနေရာကဒီကောင်လေးနဲ့ဆိုရမယ်ရှင်ဟုတ်လုံးနေရာမှာဒီကောင်လေးပဲ okay ဆိုတော့ sketch ကတော့ချလို့ပြီးသားပြီအဲ့တော့ကျွန်တော်တို့ဒီကောင်လေးကို shape ပေးလိုက်တူယူပြီးတော့ပိုင်းမယ်ကျွန်တော်တို့ဒီအောက်ကကောင်ရွက်တယ်ပိုင်းမဲလေးပြောင်းထားလိုက်မယ်နော်ပိုင်းပြီးရင်ဒီကောင်နဲ့ဒီကောင်ရယ်ဒီကောင်ရတပိုင်းဘာဒီမှာတွေ့ချင်ဒီမျက်လုံးကလေးတော့တပိုင်းဒါရမလို့ရရေးဟောတာဖြီးဖြတ်မယ်ပြီးရင်နေရွယ်လေးရတယ်လို့တပိုင်းဆိုတော့ဒီအပေါ်မှာကြတော့ဟိုဒီမလို့တဲ့ဟာတွေအော်တာဖြီးဖြတ်မယ်ပေါ့နော်ပေါ်ကြည့်ရမှာဆိုဒီပေါ်ပိုင်းနေရတော့မလိုဘူးပေါ့ဒါရောဒါဖြီးဖြတ်လိုက်လို့လေsorry ဖြတ်ကုန်ဒီပါနေရာကြတော့ကျွန်တော်တို့ကကြီးနဲ့ဖြတ်မယ်ပေါ့နော်ကြီးနဲ့ဖြတ်ဖို့ကြတော့ဒီ eraser tool ထဲမှာစစ်စာကိုယူလိုက်ပြီးညမှာတစ်ချက်လောက်လိုက်လို့ရှင်ဒီပေါ်ပွင့်လာပြီဒီလားပွင့်လာပြီအဲ့ဒါကျွန်တော် stroke ပြောင်းလိုက်လို့ရှင်တိတာတယ်ပါကြည့်လိုက်sorry အဲ့ဒီကောင်လေးကိုဖြတ်လိုက်အားမတော့တော့ပွင့်လာပြီအဲ့လိုမျိုးလေးဒီဘက်ကိုလည်းအတိုင်းပဲလုပ်မယ်ကြီးလေးနဲ့ဖြတ်မယ်ဒီမှာတစ်ဖြတ်ဒီမှာတစ်ဖြတ် okay ဒီကောင်ကို stroke ဖြုတ်လိုက်သဘောကောင်ဖြတ်လိုက် okay ဒီကောင်ကိုလည်းအတိုင်းပဲ
ဆိုတော့ကြီးလေးနဲ့ဒီမှာတစ်ဖြက်ပြီးရင်ဒီဘက်မှာတစ်ဖြက်ပြီးရင်အပေါ်အကောင်ဆက်လက်မှတ်ပြီးတော့ဖြတ်လိုက်တော့ဒီကောင်ကကြတော့ဟိုက stroke ကြီးပဲကျန်ခဲ့တော့မှာပြီးရင်နားမှာကြည့်လိုက်နားမှာနှစ်ခုကမဆက်ဘူးတလားအဲ့ဒါကို line segment 2လေးနဲ့join 2လေးနဲ့ sorry မရတော့ဘူးတော့ဒီမှာချိုးလဲရပြီဆိုတော့ stroke လေးကိုနည်းနည်းလေးကြီးလိုက်မယ်ချိုးရဲ့ stroke sorry ချိုးရဲ့ stroke ကိုနည်းနည်းလေးကြီးလိုက်မယ်တော့ဖြစ်စင်းပြီ6ခုနဲ့လောက်တော့တရန်ကြီးလိုက်5လောက်ပဲထားမယ် okay stroke ကဒီလားဒီ down လေးမှာdown ကြလေးဖြစ်နေတော့ကျွန်တော်လုံးချင်တာကွာအဲ့တော့ကျွန်တော်ဒီထဲမှာဒီလုံးလေးကိုလိုက်မယ်ကြရင်လုံးသွား okay ဆိုတော့ color ဖြည့်မယ် color ဖြည့်တဲ့အခါမှာဒီကွာ color ဖြည့်တတ်လို့ရှိရင်လည်းဒီတိုင်း gradient တွေပါတုံးပြီးဒီခါရေးဖြည့်လိုက်ပြရဲကိုကတကယ်လို့ color တွေပါမကျွမ်းကျင်သေးဘူးဆိုရင်ဒီ Google တွေပါတွေကနေပေါ့နော်ဒီသူများတွေ professional ဖြည့်ထားတဲ့ color တွေကို gradient တွေကိုကြည့်ပြီးတော့ကိုကအဲ့ဒါလေးတွေကို reference ယူပြီးလိုက်ဖြည့်လို့ရတယ် okay ကျွန်တော်တို့ဒီမှာကြာရင်ဘာရောင်လေးတုံးမလဲဆိုတော့လိမ္မော်ရောင်လေးပဲတုံးလိုက်မယ်လိမ္မော်ရောင်နဲ့အနီရောင်လေးပဲတုံးလိုက်မယ်ဗျာဆိုတော့ sorry ဘာဖြောင်းနေပြီ gradient လေးဟိုဒီမှာ gradient မှာကျွန်တော်ကလိမ္မော်ရောင်လေးနဲ့background မဲလေးခံလိုက်ပြီဟုတ်ပြီဆိုတော့ logo လေးကနည်းနည်းတော့ရုပ်ပေါ်လာပြီ။ဘာလေးပြည့်ချင်သေးလဲဆိုတော့ဒီနားလေးကနေလို့လေ white လေးတစ် white ထပ်ပြီးထည့်ချင်တယ်။အဲ့တော့ကျွန်တော်ဒီထဲကဟာပဲပြင်ယူလိုက်မယ်။ရဟောက်ပဲဒီနားလေးပဲ။ဒီလိုပြင်ယူလိုက်မယ်နော်။ပြန်ယူပြီးဒီနောက်ခုကို select map shape layer 2နဲ့ဒီပိုင်းရင်းနေခွဲလိုက်ဒီကောင်ပြန်ဖြတ်ဆုပ်ခဲလိုက်ဒီကောင်လေးကို color လေးကဘယ်လိုပြောမတူအောင်လို့နည်းနည်းလေးရွှေ့လိုက်ဆိုတော့ကျွန်တော်တို့တမင် logo လေးရပါပြီတမင် logo လေးရပါပြီgradient လေးပြောင်းတယ်နော် gradient อ่ะဖြူရယ်ခဏတိုင်းလေးပဲကောင်းပါထားလိုက်ပါfinally ပေါ့ Thank you for watching ဒီ video လေးကအကျိုးရှိရဆိုလို့ရှိရင် channel ကို like နဲ့ subscribe လေးလုပ်ပေးကြပါဦးနောက် video နဲ့ပြန်တွေ့ကြမယ်